ကဲအားလုံးပဲမင်္ဂလာပါနော်ဒီရက်တွေတိုင်းကျမမိသားစုအကူဆုံးလို့ပေါ့နော်ကျမတို့အကူဆုံးလို့ကျမသူ့မွေးတွေမထိုးပြနိုင်တာပါနော်စိတ်ထဲမှာတစ်ခါကြာလည်းမထိုးချင်တော့ဘူးလို့တွေးတယ်တဲ့ဒါပေမဲ့ကိုတတ်တဲ့ပညာလေးကိုကျမ share လုပ်မယ်ဆိုတော့ကျမထိုးရပါမယ်နော်ကျမနေကြပါလေထိုးတော့ပါနော်ဒီနေ့ညကျမနေကြပါလေထိုးပေးတာပါဒါကလွယ်ပါတယ်နော်ကျမပြောပြမယ်ဒီလိုမျိုးဒီမှာတွေ့လားဒီကျမဒီအညိုရောင်ကိုဒီဘက်က white တယ်နောက်တစ်ခါဒီမှာဓာတ်အစိမ်းရောင်ပေါ့နော်ဒီအစိမ်းရောင်ကျတော့ဒီဘက်ကခံတယ်ပေါ့နော်အညိုနဲ့အစိမ်းပြီးတော့ orange အဲ့ဒါဒီကနော်ဒီလုံး၃မျိုးကုန်ပါတယ်နော်ဒီကထိုးဖို့ဆိုတော့အဲ့ဒါလေးကိုကျမထိုးပြပါမယ်နော်ကျမလည်းပြီးတော့မယ်ပေါ့စိတ်ထဲမှာဝါအဲ့စိတ်နည်းနည်းညစ်လို့စိတ်သိမ့်မပြောလို့ပါစိတ်ညစ်တာမဟုတ်ဘူးကျမတို့ကိုဆုံးထားလို့ကျမတို့စိတ်မပြောအခုတော့ကျမဒါလေးထိုးတာပြပါမယ်သိလားဒီညစ်တော့ဖော်မီ3နိုင်ထိုးနော်1 2 3တိုင်ထိုးလေးအရင်ထိုးမယ်နှစ်တိုင်ချီ3နိုင်တစ်ခုထိုးပြီးရင်ဖော်မီ3နိုင်ထိုးမယ်ထိုးပြီးရင်ကျမတို့ဒီမှာပြန်ချိန်မယ်ချိန်ပြီးလို့ရှိရင်ဒီအဲ့ဒီအပေါက်ကလေးထဲမှာပဲနော်ကျမတို့ပြန်ထိုးမယ်နော်ဒီနေ့3ပါနော်နောက်ပြီးတော့အဲ့ဒီအပေါက်ကလေးထဲမှာပဲတစ်ခါပြန်ထိုးမယ်ဒီနေ့3ပါနော်နောက်တစ်ခါအေးဘီနာအပေါက်ကလေးထဲမှာပဲကြောပြန်ထိုးမယ်ဒီနေ့နော်နောက်တစ်ခါဒီဘက်ကအပေါက်ကလေးမှာပဲကျမပြန်ထိုးမယ်နော်ဒီနေ့ပါဘာဖြစ်လဲဆိုတော့ကျမအဆုံးတတ်တော့မှကြောင့်ဒီမှာကြတော့ကျမတစ်ချက်ထဲထိုးပါတော့မယ်နော်တစ်ချက်ထဲထိုးပြီးရင်ဒီအဆုံးတတ်တဲ့ခါကျရင်တော့သူလားဒီကြပန်းလေးရပါပြီနော်ဒါဒီလိုမျိုးလေးကျမလေးအဆန်ကိုနည်းနည်းလေးဖောင်းလေးထည့်ထားတယ်နော်ပန်းနေမှာလဲတကယ်ဦးရဲ့လိုက်တွေမှာနော်အဆန်တွေကအရေးကြီးပါတယ်နော်အဆန်ကောင်းမှအပင်တန်ပါတယ်သိလားအဲ့ဒါမှလည်းကျမတို့စီတွေပါတယ်ထုတ်တဲ့ခါပဲဖြစ်ဖြစ်ရောင်းဖို့ဟိုကလုပ်တဲ့ခါပဲဖြစ်ဖြစ်ကောင်းပါတယ်နော်အဲ့ဆိုတော့ကျမနေကြပါလေတော့ပြီးပါပြီသိလားဝါသနာရှိတဲ့လူတွေလိုက်ထိုးပါဒါကတော့ကျမထိုးထားတဲ့နေကြပါဒီညပဲကျမထိုးတာပါသိလားဒီညပဲကျမတယောက်ကတော့နေကြပါလေကျမထိုးခိုင်းတာဒါပေမဲ့အယူသားဆုံးပြောတော့သူ့အတွက်မဟုတ်ပါဘူးနော်ကျမအခုထိုးတဲ့နေကြပါကလေကျမသူ့ကိုလည်းထိုးပေးပါပါကျမစိတ်ထဲမှာစိတ်မကောင်းဖြစ်လို့အဲ့လိုမျိုးအာယုံတစ်ခုခုကိုလွဲတာပါနော်အာယုံတစ်ခုကိုလွဲပြီးတော့ကျမသုံးမထိုးတဲ့စိတ်အာယုံနဲ့ကျမနည်းနည်းလေးငင်းချမ်းမှုကိုနည်းနည်းလေးလိုက်ရှာတာပါသုံးမကကျမနဲ့လည်းမကိုက်ပါဘူးတိလားဘာဖြစ်လဲဆိုကျမလက်တွေနာပါတယ်နော်ကျမလက်တွေကဟိုတုန်းကတော့မကောင်းတော့လို့အသက်ကြီးလာတော့အဲ့ဒါမှနော်သုံးမထိုးပြီးလို့ရှိရင်အဆက်တတ်တဲ့ရှင်မှလည်းအရေးကြီးပါတယ်နော်ကျမပြောပါတယ်ထိုးတိုင်းဒီမှာတွေ့လားဒီလိုမျိုးအဆက်ကိုဒီဟာနဲ့တိုက်ရင်လည်းရတယ်ဒီဟာနဲ့တိုက်ရင်လည်းဒီမှာကျမဖော်မီနဲ့ချက်ဆက်တယ်နော်အဲ့ဒီကချိတ်ကောက်ဆွဲတဲ့ခါမှာအရန်အရေးကြီးပါတယ်နော်ဒီဟာနဲ့ဆွဲလို့မကောင်းဘူးကျမအဲ့ဆိုကျမဒီလိုမျိုးချိတ်ကောက်တာစိတ်ယုံကကျမတို့အလုံးလုံးနဲ့စိတ်ယုံကချိတ်ကောက်ပါအဲ့ဒီချိတ်ကောက်နဲ့ယူပါတယ်နော်အဲ့ဒီချိတ်ကောက်နဲ့ဆိုရင်တော့တအားကောင်းပါတယ်အဲ့ဒီအလယ်လိုင်းကိုထည့်ပါတစ်ခါကျရင်ဝေါ်မတ်မှာတွေရောင်းတာတွေရှိပါတယ်နော်ကျမဝေါ်မတ်မှာရောင်းနေရှိလို့ဝယ်ထားတာပါဒါနော်ကျမနောက်မှအားမလေးအင်ဂျီတွေပေါက်ရင်ဖာတာတွေပါတယ်နော်ကျမပြပေးပါမယ်သိလားကိုအင်ဂျီတွေပြဲရင်ဘလို့ထိတ်ခရလောက်ရမယ်ဆိုရင်နော်သိလားဒီချိတ်ကောင်းနဲ့ကြတော့အရန် easy ပါနော်ဘာမှမဖြစ်ပါဘူးသိလားနောက်ပြီးတော့ကျမလှုပ်လိုက်တဲ့ဒီလိုမျိုးတိတိကျကျချိတ်ကောက်ဆွဲထားခြင်းပြင်ပေါ့နော်ဒီဘာလဲဒီဟာတွေကလေအရန်ခိုင်ခန့်တယ်ဆိုတော့နော်အမခံပါလေ quality ရှိတယ်ဆိုတော့ဒီလိုမျိုးလုပ်ပြီးတာနဲ့ညှက်လိုက်မယ်ဆိုရင်တော့ quality မရှိပါဘူးနော်ဟိုခိုင်ခန့်ဖို့မသိကြပါဘူးဒီသုံးမွေးတွေကပြုတ်ထွက်နိုင်ပါတယ်ဒီလိုမျိုးလှုပ်ပြီးတော့ချိတ်ကောက်တာဆွဲထားမယ်ဆိုရင်ပေါ့နော်အဲ့ဒါချိတ်ကောက်တာဆွဲထားမယ်ဆိုရင်တော့စိတ်ချပါဒီရဲ့အခုကျမထိုးတဲ့ဟာတွေကတော့နော်အကုန်လုံးချိတ်ကောက်ဆွဲထားတဲ့ဟာကြောင့်ခိုင်ခန့်ဖြစ်ပါတယ်ဒီလားကိုလှုပ်ရင်လည်းဒီလိုမျိုးခိုင်ခန့်ဖြစ်အောင်တော့လှုပ်ဖို့လိုတာပေါ့နော်ကျမထိုးတဲ့နေကြဘက်မှာကျမမှာတော့အယိုးမရှိသေးပါဘူးကျမဒီညပဲဆိုဥပမာပြောပြရင်ဒါအယိုးလုံးမယ်ဆိုရင်တော့နော်ဟုတ်လားအဲ့လိုပန်းအိုးလေးတွေမှာလည်းစိုက်ထိုးလို့ရပါတယ်အရွက်ကလေးတွေလည်း
ကျမထိုးပါအောင်မယ်နော်ဒါတော့ဒီညထိုးတာကြောင့်ဒီလောက်ပဲကျမတော်ပါပြီ thank you ပါအားလုံးပဲ good night ပါစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေမကောင်းသောဘေးမကောင်းသောရန်ကနေကင်းလွတ်ကြပါစေလို့ဆုတောင်းပေးနေပါတယ်မြန်မာပြည်သူမြန်မာပြည်သားတွေရောကဘာသူကဘာသားတွေရော